မြတ်စွာဘုရားကဟောထားတယ်ဆုတောင်းနေရမယ်ဆိုရင်တဲ့တယောက်နဲ့တယောက်ဘာမှကွာမှာမဟုတ်ဘူးတဲ့ဆုတောင်းတာလွယ်တယ်လေအဲ့တော့ကျင့်သုံးလိုက်နာမှုကအရေးကြီးတယ်အခုခေတ်လည်းထင်ကြတယ်လေလူတွေကဒီဘုရားကဆုတောင်းပြည့်တယ်ဒီဘုရားလေးရောက်မှငါအဲ့စီးပွားတက်တယ်လို့ဒီလိုထင်တဲ့ပုဂ္ဂိုလ်လည်းရှိတယ်ဒီဘုရားကခိုက်တယ်ဆိုပြီးတော့ပြောတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်အဲ့ဒါဘုရားနဲ့မဆိုင်ဘူးကိုယ့်ရဲ့ကံတရားနဲ့သာဆိုင်တယ်ပေါ့ကံတရားနဲ့သာဆိုင်သို့တော့ဘုရားကိုသွားဆွဲမိတတ်တယ်ပေါ့ဘုရားကဆူတောင်းပြေးတာမဟုတ်ဘူးမြတ်စွာဘုရားကသင်္ခါရုပ္ပပတ္တိတုတ်မှာဟောထားတာဘလောက်တဘာဝကြလဲအေးဆူတောင်းပြေးတယ်ဆိုတာတဲ့ကိုယ်တဏ္ဍာမှာတရားရှိရမယ်သီလရှိရမယ်တုတ္တဆိုတဲ့ကြားမြင်ဘောဓုတရှိရမယ်စာကဆိုတဲ့ဆုံးလုံမှုရှိရမယ်ပညာဆိုတဲ့အသိဉာဏ်ရှိရအဲ့ဒီအရေးချင်း၅မျိုးရှိမှဆူတောင်းရင်ပြည့်တာတဲ့အရေးချင်း၅မျိုးမပါရင်ဆူတောင်းမပြည့်ဘူးဒီလိုဆိုတယ်အဲ့တော့ဆူတောင်းပြည့်ခြင်းရင်ကိုယ်တဏ္ဍာမှာအဲ့ဒါတွေအရင်ရှိဖို့လိုတယ်ပေါ့တခြားနည်းနဲ့ဆူတောင်းတာတွေကဒီအရေးချင်းတွေမပါဘူးဆိုရင်ဆူတောင်းပြည့်ဖို့ခက်တယ်ပေါ့ကောင်းတဲ့အရာကိုဆိုလို့နော်အဲ့ဒါလို့ဆိုတာပေါ့